ဒီအရာကအလုသမားတွေပင်လယ်ကျမ်းပြင်ကရွှွတ်နွန်တွေကိုရှင်းလင်းနေတာလို့တင်ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့တကယ်တော့တင်းနေတိုင်းစားနေတဲ့ပင်လယ်ရည်ကြီးတွေကအစပိုင်းမှာဒီလိုပုံစံမျိုးရှိကြတာပါမီးမောင်ပြီးတစုတခဲတဲ့ကက်နေတဲ့ဒီအရာတွေကိုညှစ်ပတ်တဲ့အရာတွေလို့အလောတကြီးမဝေဖန်လိုက်ပါနဲ့ဦးဒါတွေကပင်လယ်ရဲကနေခုလေးတင်ဆယ်ယူထားတဲ့လက်ဆက်တဲ့ပင်လယ်ရေမော်စိမ့်တွေဖြစ်ပါတယ်အခုလက်ရှိဈေးကွက်ထဲကပင်လယ်ရည်ကြီးအများစုကိုလူလုံးစိုက်ပျိုးရင်းနဲ့မွေးမြူကြတာပါစိုက်ပျိုးတဲ့အခါလူတွေကပင်လယ်ရေမော်ပြီးအိုးပင်တွေကိုပင်လယ်ထဲကပိုက်ကွန်ရက်တွေမှာတွဲချီထားပြီးဒီရေတက်ကြတဲ့ရေစီးကြောင်းကိုအသုံးပြုကတဘာဝအတိုင်းကြီးထွားစေပါတယ်ပင်လယ်ရေမော်တွေရင့်မဲ့လာတဲ့အခါရိတ်သိမ်းတဲ့လေကပိုက်ကွန်ရက်တစ်ခုလုံးကိုဆွဲတင်ပြီးပင်လယ်ရေမော်တွေကိုပိုက်ကွန်ပေါ်ကနေခွာယူကြပါတယ်ခုလေးတင်ခွာယူထားတဲ့ပင်လယ်ရေမော်တွေဟာရေဓာတ်ပါဝင်မှုအလုံးမြင့်မားပြီးအမြင့်ဓာတ်တွေကလည်းတင်းငယ်နူးညံ့လွန်းတာကြောင့်စုပုံထားတဲ့အခါဒီလိုမျိုးရွှတ်နုံမီးကြီးတွေလိုဖြစ်သွားရတာပါကြည့်ရတာတော့အစားအသောက်နဲ့လုံးဝမတူပါဘူးဒါပေမဲ့စူပါမားကတ်တွေထဲမှာတော့ဒီအရာရဲ့ဈေးနှုန်းကနည်းနည်းမှမသေးပါဘူး30ကျန်ကနေ50ကျန်လောက်ပဲရှိတဲ့ပင်လယ်ရေမော်ကြောက်တစ်ထုပ်ကိုများသောအားဖြင့်မြန်မာငွေ1000ခန့်အထက်ပေးရတတ်ပါတယ်တွက်ကြည့်ရင်တပိတာကိုတန်မိုးတော်တော်လေးမြင့်မားနေတာတွေ့ရမှာပါပြီးတော့အစာပြေစားတဲ့ရေမော်ပြအဖြစ်ထပ်ဆင့်ပြုပြင်လိုက်ရင်ဈေးနှုန်းကပိုလို့အောင်ကြီးသွားပါသေးတယ်ဒီလောက်ထိဈေးကြီးရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ပြုပြင်ထုတ်လုပ်မှုအဆင့်ဆင့်ကအရန်ကိုရှုပ်ထွေးလုံးလို့ဖြစ်ပါတယ်ရှင်သေးတွေနဲ့အမိုက်တရိုက်တွေကိုစင်ကြယ်သွားအောင်ထက်ခါတလဲလဲစေးကြောရပြီးအစိုးတန်းညစ်ထုတ်တာဖိသိပ်ပုံဖော်တာအချောက်ခံတာနဲ့ပုံစံသွင်းတာတွေကိုလှုပ်ဆောင်ရပါတယ်ဒါတွေပြီးမှပဲတင်စားတဲ့စွပ်ပြုတ်ခွက်ထဲကမျောနေတဲ့ပင်လယ်ရေမော်ဖြစ်လာတာပါဒီပင်လယ်ရေမော်ကိုပဲထပ်မံပြုပြင်မွမ်းမံလိုက်တဲ့အခါမှာတော့တင်းလက်ထဲက6တွေ့မီးနဲ့ပြီးပါးလွာမွေးကြိုင်တဲ့ရေညှိပြားလေးဖြစ်လာတာဖြစ်ပါတယ်